ရှင်အခုကတော့ရေကပန်းလေးလုပ်ပြမှာဖြစ်ပါတယ်။ဒါလေးကတော့ချော့လေးဖြစ်ပါတယ်။ရိုးရှင်းနဲ့ရေကပန်းလေးဖြစ်ပါတယ်။ဒီစီတန်တစ်ပွင့်လေးနဲ့လုပ်ပြမှာဖြစ်ပါတယ်။ရောက်ကလေးရနှစ်ရွက်ပေါ့နော်။ရောက်ကလေးရနှစ်ရွက်ဒီရွက်လေးရတက်ဆင်အောင်တော့ဒီမှာယူတိတ်အချီလေးနဲ့ပဲခြိလိုက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တိတ်ကြီးကအားကောင်းတယ်။အားကောင်းတဲ့အတွက်တိတ်ကြီးလေးနဲ့ဒီမှာတက်ဆင်အောင်ခြိလိုက်ပါတယ်။ဒီခါကျရင်ကျွန်မခြိလိုက်ချလိုက်ပါမယ်။ဒီကျွန်မဆိုဟာဖေးပြားလေးဖေးကြားလေးလောက်တာပေါ့နော်။ဒါလေးကိုရှင်းတက်လိုက်ပါမယ်။ဒီမှာနိုင်ကျူးလေးပါတယ်။နိုင်ကျူးလေးကိုတက်ပြီးသွားတဲ့အခါမှာဒီမှာစိမ့်လေးနဲ့ပတ်ပါမယ်။တိတ်ဆိမ့်ရတယ်တကယ်ကြာတိတ်ဆိမ့်နဲ့တိုင်နေရတယ်ပေါ့နော်ဒီလိုဆိုတော့ကျွန်မပတ်တယ်လို့တိတ်ကြီးနဲ့မပတ်ပဲနဲ့ဒီတိတ်ဆိမ့်နဲ့ပဲလုပ်လိုက်ရတယ်ဒီတိတ်ဆိမ့်မှာကော်လေးပါတယ်ပေါ့နော်ဒီတိတ်ဆိမ့်မှာကော်လေးပါတော့ဒီတိတ်ဆိမ့်ကဆွဲပြီးကတ်လိုက်တာနဲ့သူကကတ်သွားဖြစ်တယ်ပေါ့နော်ဆွဲဖြတ်လိုက်ရင်လည်းရတယ်ပေါ့နော်တိတ်ဆိမ့်ကကတ်တီတော့မလို့ပေါ့နော်ဆွဲဖြတ်လိုက်ရတယ်အဲ့မှာလေဒီမှာပလဲဒီလေးနှစ်ခုထိုးပေးလိုက်မယ်ပေါ့နော်ဒါကတော့သူတို့ဟိုမှာရှေ့ကပန်းထိုးဖို့ရအတွက်ပေါ့နော်ဒါဆိုရင်တော့သူတို့သမီးတွေရှေ့ကပန်းလေးတစ်စုံရရှိသွားပြီဖြစ်ပါတယ်ဒါလည်းဒီရဲ့ရေကပန်းလေးပါအလုံးကိုကြည့်ကြည့်တင်ပါလေရှင်